အိမ်ကွင်းမှာအဆက်ကွဲရှုံးပြီးဖလားလက်လွတ်လိုက်ရတဲ့မြမမျိုးသမီးတင်ဒီကနေ့ဇွန်လ9ရက်နေ့မှာရှင်ပြိုင်ကစားခဲ့တဲ့ Air Try Nation Cup 2020ရဲ့အဆုံးဖြတ်ဗိုလ်လုပွဲစဉ်မှာတော့ကျမတို့ရဲ့မြမမျိုးသမီးလက်ရွေးစင်အသင်းဟာအစင်လာပြိုင်ပန်ထိုင်းမျိုးသမီးတင်နဲ့အကျိတ်နယ်ရှင်ပြိုင်ခဲ့ပြီးတကိုးစီတရေရလက်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ဒီရလက်ကြောင့်ချန်ပီယံဖလားကိုနှမျောစရာကောင်းလာအောင်လက်လွတ်ခဲ့ရပေမယ့်မြန်မာပြည်သက်တွေအတွက်တော့တကယ်ကိုရင်ကော့ခေါင်းမောနိုင်ခဲ့တဲ့ဂုဏ်ယူစရာကောင်းတဲ့ခြေစွမ်းမျိုးပြသနိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီနေ့ပွဲစဉ်ကိုလာရောက်အားပေးကြတဲ့ပြည်သက်ရေးအတွက်ဟာထောင်နဲ့ချီရှိခဲ့ပြီးကွင်းတစ်ခုလုံးပြည်သက်တွေနဲ့အားပေးတဲ့တွေရဲ့အရှိန်ဟုန်မြင့်မားနေခဲ့တာပါ။ပွဲမစားခင်ပါပဲမြန်မာအသင်းတွေတကယ်ကိုနင်းနာမှုတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့အသင်းရဲ့အဓိကတိုက်စစ်မှုတွေဖြစ်တဲ့ဝင်းသိန်ကြီးထွန်းနဲ့ရုံးဝရီလိုင်းတို့ဟာကျမ်းမာရေးခြေနေကြောင်းဒီနေ့ပွဲမှာပါဝင်ကစားနိုင်တဲ့ခြင်းမရှိတာပဲဖြစ်ပါတယ်။ပြည်သက်တွေကတော့သူတို့နှစ်ယောက်သာကျမ်းမာရေးကောင်းလို့ပါဝင်ခွင့်ရခဲ့ထိုင်းသင်းကိုအေးဆေးနိုင်ပါတယ်ဆိုပြီးတော့နှမျောတသစွာမှတ်ချက်ပေးခဲ့ကြပါတယ်။ဒါပေမဲ့မြန်မာသင်းဟာပထမပိုင်းမှာထိုင်းသင်းကိုအကျိတ်နဲ့တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။နှစ်သင်းစလုံးအခွင့်အရေးတချို့ဖန်တီးနိုင်ခဲ့ပေမဲ့အဆုံးသက်ပိုင်းအားနည်းချက်တွေကြောင့်ဂိုးပြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့လို့ပထမပိုင်းကိုဂိုးမရှိတရေချလက်နဲ့ပဲပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းအကြောင်းမှာတော့မြန်မာအသင်းရဲ့ကစားအားဟာတိတိကျကျကိုပိုပြီးတက်ကြွလာခဲ့ပါတယ်။အထူးသဖြင့်ပွဲကစားချိန်52မိနစ်မှာကွင်းတွင်းပါရှိတဲ့ပြည်သက်တွေအားလုံးကိုအတိုင်းထက်လွန်ပျော်ရွှင်စေခဲ့တဲ့အဖိုးတန်ဦးဆောင်ကိုမြန်မာအသင်းကအရင်ရရှိခဲ့တာပါ။ဒီကိုတော့ယူပါခိုင်ရဲ့တီးကြလာတဲ့အဝေးကန်ချက်ကတစဉ်ဂိုးအီရတဲ့တွင်အသင်းရှိနေတဲ့မေထက်လူကအကောင်းဆုံးခေါင်းတိုက်ပြီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းသာမှုဟာ4မိနစ်ပဲခံခဲ့ပါတယ်။ပွဲကစားချိန်55မိနစ်မှာတော့ကန်ကြမားကမျက်နှာသားမပေးခဲ့ပါဘူး။ထိုင်းသင်းရဲ့ကန်သွင်းချက်ဟာမြန်မာနောက်ခံလူနဲ့ထိပြီးလမ်းကြောင်းတွေဟာဂိုးရဲဝင်သွားခဲ့လို့ကန်ဆိုးစွာနဲ့ပဲခြေပကိုပြက်လဲချက်ချင်းရရှိခဲ့ပါတယ်။ခြေပကိုရလိုက်ပေမဲ့ကျမတို့မြန်မာကမာလေးတွေစိတ်တက်မကြပဲဒုတိယပိုင်းပြီးခါနေတီကိုရင်ခုန်စရာအခိုက်အတန့်တွေအများကြီးပေးစမ်းနိုင်ခဲ့ပါတယ်။ထိုင်းလူအသင်းမျိုးတကွင်းလုံးဒီပါကွင်းလေရောကွင်းပြင်ပါဖိဖိစီစီနဲ့အသာစီးရအောင်ကစားပြသွားနိုင်ခဲ့တာပါ။ဒီနေ့ပွဲရဲ့အကြီးမားဆုံးအမြတ်ကတော့အသင်းအတွက်ရှေ့လျှောက်အားကိုးရမယ့်တိုက်စိတ်ကစားသမားအသစ်တွေကိုမြင်တွေ့လိုက်ရတာပါပဲ။ဒါအပြင်ဒုတိယပိုင်းမှာလူစားဝင်လာတဲ့မြန်မာလိကိုသွင်းအများဆုံးကစားသမားစင်မိုးပြည့်ရဲ့တိုးအားရုံးအားတွေဟာလည်းတကယ်ကိုကောင်းမွန်လုံးပါတယ်။အနာဂတ်မြန်မာတိုက်စစ်တနေရာအတွက်တေချာပေါက်အလုံးဖြစ်မဲ့ကစားသမားမျိုးဖြစ်ကြောင်းဒီနေ့ပွဲမှာသက်သေပြသွားခဲ့ပါတယ်။ခြုံငုံသုံးသပ်ရရင်မြန်မာအသင်းရဲ့တခုတည်းသောအားနည်းချက်ကတော့အဆုံးသက်ပိုင်းနဲ့ဂိုးသွင်းမှုမပါနဲ့သေးတာပဲဖြစ်ပါတယ်။ကျန်တဲ့ကစားကွက်နဲ့အခြေအနေတွေကတော့မဆိုးဘူးလို့ပြောလို့ရပြီးနီးပြအသင်းလက်ထက်မှာဒီလောက်ပြောင်းလဲရှိလာတာကအတိမဲ့ပြရမှာပါ။ဖလားလက်လွတ်ခဲ့ရပေမယ့်ထိုင်းကိုတပွဲလုံးဖိဖိစီစီကစားပြပြီးတိတ်ခါရှိရှိတရေကြခဲ့တဲ့မြန်မာမျိုးသမီးအသင်းဟာခြေစွမ်းပိုင်းရာရှုံးချစရာမရှိပဲအနာဂတ်အတွက်ညှို့လင့်ချက်ပြေးပေးစွမ်းနိုင်ခဲ့ပါတယ်။အစွမ်းကုန်ရုန်းကန်ကစားပြသွားခဲ့တဲ့မြန်မာကမာလေးတွေကိုပြည်သက်တွေကိုစားလက်လိုက်လဲလဲဂုဏ်ပြုလိုက်ရပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။